ဒီမှာရှင်းပြီးတော့ဟောတာနော်နံပါတ်1ကအာရမရောပါအယံသစ်ပင်တွေကိုစိုက်ပျိုးပြီးအများအကျိုးကိုပြုတဲ့ပုဂ္ဂိုလ်မျိုးဥယျာဉ်နေစိုက်ပျိုးတဲ့ပုဂ္ဂိုလ်ကြီးတဲ့အဲ့ဒီပုဂ္ဂိုလ်တွေမှာကုသိုလ်တရားနေရောညပါတိုးတက်နေတယ်။ဘာကြောင့်လို့ဆိုရင်သူကုသိုလ်ကသာဝရကုသိုလ်နေ့တတိယရင်နေ့တိုးမှာပဲညတတိယညတိုးဆိုလိုတာဒါသာဝရကုသိုလ်ပျောက်သွားတဲ့ကုသိုလ်မဟုတ်ဘူးလေ။ဥယျာဉ်စိုက်ပျိုးလိုက်တဲ့ဖြင့်ထိုဥယျာဉ်ကိုမှီပြီးတော့ပထမဆုံးဘသူတွေအကျိုးရတော့ဆိုငှက်ကလေးတွေဒေါ်တရိษံတွေဟာဒီဥယျာဉ်တွေကိုမှီပြုပြီးတော့စားစရာတွေပြည့်ပြည့်ဝရအဲ့လိုသစ်ပင်စိုက်ပေးထားတဲ့အခါမှာငှက်ကလေးတွေဟာတိရိတ်ခိုးပြီးတော့သစ်ပင်မှာရှိတဲ့အသီးလေးတွေစားပြီးဘလောက်စိတ်ချမ်းသာစရာကောင်းသူတို့ဘဝဟာလုံခြုံသွားနောက်တစ်ခါကိုမမြင်ရတဲ့တ attva တွေဟာလည်းပဲသစ်ပင်ရိပ်တွေပါမှီပြီးတော့သူတို့ရဲ့ပုံမိမ့်မှန်တွေရှိအဲ့တော့ကိုမမြင်ရမယ့်တ attva တွေဟာလည်းပဲအခုလိုအရာဥယျာဉ်စိုက်ပျိုးပြီးတော့ထားခြင်းအပြင်တ attva တွေပေါ်မှာအများကြီးကျိုးပြုသွားကုသိုလ်တိုးတာပဲချိန်တိုးတာတော့တတိယရင်ဝမ်းသာရင်ကုသိုလ်တိုးတယ်အဲ့တော့ခဏခဏတတိယကိုလောက်ထားတယ်ဟာဒီလိုဆိုနောက်တစ်ခုကယေဇနာတေတုကာရကတေတုဆိုတာတရားဟိုဘက်ဒီဘက်ချောင်းချားနေတယ်ဟိုဘက်ဒီဘက်သွားဖို့လွယ်ကူအောင်တရားခင်းပေးဒီသွားလို့လာလို့ကုသန်းလို့လွယ်ကူအောင်တရားခင်းပေးတဲ့ကုသိုလ်တေတုကာရကလို့ခေါ်တယ်တရားခင်းပေးရင်လူတွေဟာဒီဟိုဘက်နဲ့ဒီဘက်ဆက်သွယ်ရေးကိုချမ်းသာလွယ်ကူစွာသွားနိုင်အောင်စီမံပေးတာဖြစ်သောကြောင့်သူ့အတွက်ကလည်းပဲဒီတရားဟာအများကိုအကျိုးပြုတဲ့အရာဖြစ်သည့်အတွက်ကြောင့်တွေးမိတိုင်းဝမ်းသာစရာဖြစ်တယ်ဝမ်းသာတိုင်းဒီကုသိုလ်ဟာလည်းပဲတိုးနေတဲ့ကုသိုလ်မျိုးဖြစ်တယ်လို့ဥယျာဉ်စိုက်ပျိုးတဲ့ကုသိုလ်သစ်ပင်စိုက်ပျိုးတဲ့ကုသိုလ်တရားခင်းပေးတဲ့ကုသိုလ်သုံးမျိုးနောက်တစ်ခုကဘာလို့ဆိုပပင်စဥဒ္ဓပါနိစရေတရံတိဥပတ္တယပပင်စဆိုတာမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုကဘာလို့ဆိုရေဦးစင်တဲခုခေတ်တော့ရေဦးစင်ယဉ်ကျေးမှုကပြောင်းနေတယ်သွားလာတဲ့လူတွေကိုပန်းပြေးပြီးတော့အစဉ်ပြေစေတဲ့ကုသိုလ်မျိုးဖြစ်သည့်အတွက်ကြောင့်အများကိုအကျိုးပြုတဲ့ပရဟိတလုပ်ငန်းတစ်ခုဖြစ်လို့စိတ်ချမ်းသာစရာကောင်းတဲ့ကုသိုလ်ပဲဘသူရဲ့လို့သတ်မှတ်တာမဟုတ်ဘူးဒီလမ်းကျောကသွားတဲ့ပုဂ္ဂိုလ်တွေမှတည်းဗျဆာလောင်မိုးသိမ့်လို့ရှင်ရှည်လေးတောက်ပြီးအားလေးပြေးတဲ့အခါခီးဆက်နိုင်ကြတယ်ပေါ့နော်မြန်မာလူမျိုးတွေရဲ့ရေဦးစိန်ကုသိုလ်မျိုးဟာလည်းပဲသာဝရကုသိုလ်လို့သူတို့ခေါ်တယ်နော်နောက်တစ်ခုကတော့ဥဒ္ဓပါဏရေရီသူလောင်ထားတဲ့တွင်းရေတွင်းရေကန်ရေကန်ပဲဖြစ်ဖြစ်ရေတွင်းပဲဖြစ်ဖြစ်ရေရှားတဲ့အရာဒေသတွေမှာအဝီစီတွင်တူးလှူတာပဲဖြစ်ဖြစ်ရိုးရိုးရေတွင်တူးတာပဲဖြစ်ဖြစ်သို့မဟုတ်ရေကန်ဆောက်လှူတာပဲဖြစ်ဖြစ်အဲ့လိုရေဆိုတာလူတွေအတွက်များစွာအကျိုးပြုတယ်မွတ်သိမှုကိုကာဝယ်ပေးတယ်ရှင်ထဲကအပူတွေကိုအေးမြစေတယ်ခန္ဓာကိုယ်တန့်ပြတ်သွားစေတယ်ဘလောက်ပဲပင်မမျက်နှာလေးသိလိုက်ရရင်လန်းသွားတယ်ဟောရေရဲ့အကျိုးတွေနဲ့တန့်ရှင်းသွားတယ်လန်းဆန်းသွားတယ်အဲ့ဒီအကျိုးတွေကိုမြောက်ကိုးပြီးတော့ကုသိုလ်ကောင်းမှုလုပ်ပြီးလူတန်းထားတဲ့ပုဂ္ဂိုလ်တွေရဲ့ကုသိုလ်ဟာလည်းပဲသာဝရကုသိုလ်မျိုးဖြစ်တယ်တဲ့အလုံး၅မျိုးရှိသွားတယ်နံပါတ်1ကအယံဥယျာဉ်စိုက်ပျိုးပြီးတော့လူတန်းတဲ့ကုသိုလ်သစ်ပင်စိုက်ပျိုးပြီးတော့လူတန်းတဲ့ကုသိုလ်တရားခင်းပြီးတော့လူတန်းတဲ့ကုသိုလ်ရေအိုးစင်လူတန်းတဲ့ကုသိုလ်ရေတွင်းရေကန်လူတဲ့ကုသိုလ်နောက်ဆုံးဟာရေတရံတိဥပတ္တယရေတရံတိဥပတ္တယအစာဦးဆောက်လှူတယ်ဆိုဆောက်ဦးဆောက်လှူတယ်ဆိုတဲ့နေရာမှာဒီနေရာမှာဘယ်လိုအစာဦးတုံးလို့ဆိုတာလည်းမပါဘူးဘယ်သူကိုလှူတယ်ဆိုတာလည်းမပါတော့မြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုမှာလမ်းဘေးဆရာဆောက်ပြီးလှူတဲ့အကျင့်ရှိတယ်လေအဲ့ဒီလိုအစာဦးတွေဆောက်ပြီးတော့လှူတဲ့ပုဂ္ဂိုလ်ဟာလည်းပဲတဲ့လမ်းတော်လမ်းလာတွေအတွက်များစွာအကျိုးပြုတဲ့ကုသိုလ်မျိုးဖြစ်သည့်အတွက်ကြောင့်ဝန္တပီတိဖြစ်เสียသာဝရကုသိုလ်မျိုးဖြစ်ပါတယ်။မြတ်စွာဘုရားကိုယ်တိုင်ဟောခဲ့တဲ့ဒီသုတ်တံမှာ
ဒီကုသိုလ်မျိုးတွေကိုသာဝရကုသိုလ်မျိုးတွေကိုလုပ်လို့ရှိရင်နေလဲညာရောတတိရတဲ့အခါတိုင်းမှာကုသိုလ်တွေအများအားတိုးတယ်ဆိုတာတိုးတယ်လို့ပြောထားရတဲ့ကိုဟာ